တောက်ကြမဟုတ်ဘူးမမေကတနင်္ဂနွေကိုသွားရှာမှာသွား တနေ့လာပြောတယ် ကောင်းလား ရှေ့ထောင်းဝင် ဒီဘက်သွားမယ်လား တနေ့လာပြောတယ်ဒီတော့မာရဲလို့ညီလေးနောက်ကိုဒီချက်ကြည့်တာ